နေရာဒေသတည်တည်မှာတန်ညာကဆွေမျိုးတွေအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဆရာမငွေကြပြီးဖြစ်ပါရဲ့နော်ကဲခုဆိုလို့ရှိရင်တော့10လပိုင်း2025 10လပိုင်းတလစာအတွက်တနင်္လာသားသမီးတွေရဲ့တလစာကံကြမ္မာကိုခံမှန်းအကြံပြုပေးမယ့်အစီအစဉ်လေးဖြစ်ပါရဲ့နော်ကဲဟုတ်ပြီအဲ့လိုမျိုးအကြံပေးတဲ့နေရာမှာကျမကတော့ကျန်အချက်5ချက်နဲ့အကြံပေးမှာဖြစ်ပါရဲ့နော်ကျမကတော့ကျမရေကိုဦးစားပေးတဲ့သူဆိုတော့နံပါတ်1ကျမရေးနံပါတ်2အခြေအနေနဲ့အိမ်တော်ရေးနံပါတ်3စီးပွားရေးနဲ့ငွေကြေးကိစ္စနံပါတ်4ပညာရေးနံပါတ်5ခီးသွားလာခြင်းတို့ဖြစ်ပါတယ်ရှင်နော်ကဲဟုတ်ပြီအခုခါမှာတနင်္လာသားသမီးတွေရဲ့10လပိုင်းတလစာအတွက်ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှင်တော့ချက်တောက်ခယူဆိုင်ရမယ်တနင်္လာသားသမီးတွေကသွားရင်လာရင်နဲ့ချက်တောက်တွေထိကြိုက်တာဒဏ်ရာရတာအကျော်တင်အကျော်လွဲအစ်စ်လွဲအဲ့ဒီလိုစသဖြင့်အဲ့ဒီလိုအကြောင်းအရာမျိုးတွေနဲ့ကျမ်းမာရေးကိုခယူဆိုင်ရမယ်ဒူးနာခါနာတွေလည်းဖြစ်တတ်တယ်နော်အဲ့လိုမျိုးတွေခယူဆိုင်မယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှင်တော့တနင်္လာသားသမီးတွေကလောလောဆယ်မှာအခက်ခဲကြက်တယ်ကြီးကြီးမားမားရှိတယ်လုံသမျှတွေအစင်မပြေနေဘူးเนาะဒါကြောင့်မို့လို့ဒီ10လပိုင်းတလမှာတော့မိမိအိမ်ပတ်ဝန်းကျင်မှာတင်းញိုင်းမြေရှိတာတွေเนาะတင်းញိုင်းနဲ့ပတ်သက်တဲ့ပစ္စည်းရှိတာမျိုးတွေမကျွတ်မလွတ်တာတွေဒါမျိုးတွေရှိနေတတ်တယ်ဒါမျိုးတွေရှိနေတဲ့အတွက်ဒါမျိုးတွေကိုဖယ်ရှားလိုက်ပါဖယ်ရှားလိုက်ပါပြီးဖယ်ရှားလိုက်လို့ရှိရင်တော့အတိတ်ကမိမိရဲ့အတိတ်ကငွေရဖို့ရှိဒီ10လပိုင်းမှာเนาะဒါကတော့ကျမရေးနဲ့ပတ်သက်ပြီးကျမဟိုဟာတွေပဲပါသွားတာပေါ့เนาะကျမရေးနဲ့ပတ်သက်ရင်တော့ခုနပြောတာမျိုးဂယူဆိုင်ပါအဓိကပြောချင်တာတော့ဒီလိုမျိုးလေးတွေအနှောက်အယှက်ရှိတယ်เนาะအဲ့ဒါပြောချင်တယ်အနှောက်အယှက်ရှိတယ်အခုဒီမှာလဲဟိုစပါเนาะတနင်္လာသားသမီးတွေမှာလဲဆောက်လို့ရေးလုပ်တဲ့သူတွေပါလို့ရှိရင်ဂယူဆိုင်ပါအတိတ်တစ်ပြည့်တော့အိမ်နဲ့ပတ်သက်ပြီးတော့ငွေကုန်ကြေးကြများတယ်အိမ်မှာလိုအပ်တာပြင်တာဆင်တာမျိုးလုပ်တာအိမ်မှာဘာဖြစ်တော့ညာဖြစ်တော့ပေါ့နော်တန်နေပါထက်ရိုက်ပါအတမျိုးနဲ့ဂျော်လဲတာတွေဘာတွေဖြစ်တတ်တယ်နော်ဂယူဆိုင်ပါဒါလေးတွေကျမရေးနဲ့ပတ်သက်ပြီးတော့ဒါလေးပြောချင်တာကဲအခြေအိမ်အောင်ရေးနဲ့ပတ်သက်လို့ရှိရင်တော့အခြေအိမ်အောင်ရေးမှာအခြေရေးမှာတော့လည်းကောင်းအိမ်အောင်ရေးမှာတော့ကောင်းအစင်မပြေအောင်မိမိတို့ကိုကိုတိတ်ခါကြအောင်အထင်လွဲအောင်ပတ်ဝန်းကျင်မှာမဟုတ်တန်းတရားတွေပြောတာမျိုးတွေခံရနိုင်မယ်เนาะအခြေရေးအိမ်တော်ရင်းနဲ့ပတ်သက်ရင်အနှောက်ယှက်ရှိတယ်လို့ပြောနိုင်တယ်เนาะသူကအစဒီလိုပဲအစမကောင်းဆိုကျမတို့တွဲရက်ပေါ့เนาะတစ်ခုနဲ့တစ်ခုတွဲရက်ဖြစ်သွားတာဟုတ်ပြီเนาะဒါကြောင့်မို့လို့ဒီပေါ့เนาะဒီစီးပွားရေးအိမ်တော်ရေးတွေနဲ့စီးပွားရေးနဲ့ငွေကြေးကိစ္စနဲ့တွဲရက်ပေါ့เนาะအစင်မပြေမှုတွေရှိနေတယ်နော်နောက်ပြီးတော့ဒီလိုမျိုးပေါ့နော်ဘဝဟောင်းရဲ့ဒီလိုတိုက်တွေပါတွေပေါ့လေကျမတို့ဒါတွေတိတ်မပြောကြုံတိတ်ပြောရင်လူတွေကအဲ့ဒါကိုအရန်ဆွဲဝါတယ်လို့အဲ့ဒီလိုဘဝဟောင်းရဲ့ကိစ္စလေးတွေလည်းရှိတယ်နော်အဲ့လိုကိုဘဝဟောင်းမှာအဲ့လိုတိုက်တွေပါတွေပေါ့နော်ဒီလိုအကြောင်းတရားတွေမှာတာဝန်မကြေတာတွေလိုအပ်ချက်တွေရှိတယ်နော်အဲ့ဒီလိုလူမျိုးတွေအဲ့ဒီလိုပုံကိုယ်တွေဥမာနဂါးတွေပါတွေအဲ့လိုအိမ်မက်ပေးတာတွေပါကြုံရလိမ့်မယ်နော်အဲ့လိုအိမ်မက်ပေးတိုင်းပဲကြုံရလိမ့်မယ်သူတို့တတိပေးမယ်ပေါ့နော်အဲ့လားလေးတွေလှုပ်တင်လှုပ်ထက်တိုင်းလှုပ်လိုက်ပါတနင်္လာသားသမီးတွေကတော့နော်ပြစ်ချက်များနေတယ်ပေါ့နော်10လပိုင်းမှာကျွန်တော်တို့ဒီလိုလေးမြင်တယ်ဒါကြောင့်မလို့ကိုတမာရီထူထောင်တာတွေတခုခုရွတ်ဖတ်တာတွေအဋ္ဌထန်တွေတခုခုလှုပ်တင်တယ်နော်10လပိုင်းမှာလှုပ်လိုက်ပါလှုပ်လိုက်ရင်တော့ထူးခြားပြောင်းလဲမှုရှိသွားနိုင်တယ်အတိတ်ကငွေလည်းရဖို့ရှိတယ်နော်ဟုတ်ပြီဒါကကြတော့စီးပွားရေးနဲ့ငွေကြေးကိစ္စဥစားပေါ့နော်အခြေအိမ်အောင်ရေးပေါ့နော်စီးပွားရေးနဲ့ငွေကြေးကိစ္စမှာဆိုတော့ခုနကကျွန်မပြောသလိုပါနေတယ်ပေါ့နော်အနောက်ချက်တွေပါတော့ထင်သလောက်မဖြစ်ဘူးဥမာပေါ့ကျွန်မပြောသလိုတိုင်ပိုင်းဆိုင်ရာတွေဘာတွေဒါတွေလိုအပ်ချက်တွေရှိနေတယ်အဲ့ဒီစီးပွားရေးနဲ့ငွေကြေးကိစ္စပတ်သက်လို့ရှိရင်တော့အကြီးအကဲပေါ့နော်အမျိုးသားအကြီးအကဲတွေကနေကူညီပေးလိမ့်မယ်လမ်းပြပေးလိမ့်မယ်နော်ကိုကူညီပေးမဲ့လူရှိတယ်လမ်းပြပေးမဲ့သူရှိပါတယ်နော်အမျိုးသားပိုင်းနဲ့ကအကြီးအကဲတွေရှိတယ်နောက်ပြီးတော့ဒီပေါ့နော်စီးပွားရေးနဲ့ပတ်သက်လို့ရှိရင်တော့အခုလက်တလုံးမှာအင်မတန်ခက်ခဲနေပေါ့နော်ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ကောင်းမွန်ပါတယ်နော်ပညာသင်ကျင်တဲ့ကလေးတွေနော်ကလေးတွေရဲ့ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ငွေကြေးတွေအဆင်ပြေနိုင်တဲ့နာမည်မျိုးတွေတွေ့တယ်နောက်ပြီးတော့တချို့နိုင်ငံရခြားမှာသွားပြီးပညာသင်ကျင်တဲ့သူတွေပေါ့နော်ပညာသင်ကျင်တဲ့ကလေးတွေကအဲ့ဒီသွားမယ်ဆိုရင်ငွေကြေးအဆင်ပြေပါလိမ့်မယ်နော်ကျမတို့10လပိုင်းမှာတနင်္လာသားသမီးတွေကိုပညာရေးနဲ့ပတ်သက်ပြီးအားပေးပါတယ်နော်ပညာရေးနဲ့ပတ်သက်ပြီးအနှောက်အယှက်တော့မတွေ့ရပါဘူးနော်ခီးသွားလာခြင်းကတော့စက်ထုလုပ်ငန်းတွေလုပ်ပြီးတော့ပေါ့နော်စက်ထုလုပ်ငန်းလုပ်ဖို့အတွက်အတူတူခီးသွားတာမျိုးတဦးတယောက်တည်းခီးသွားတာမျိုးမဟုတ်ဘဲနဲ့နှစ်ယောက်တူတူစက်ထုလုပ်ချင်တယ် share တွေလုပ်ချင်တယ်ဒါမျိုးပေါ့နော်ဘလို့အလုပ်ပဲဖြစ်ဖြစ်လို့နှစ်ယောက်တူတူလုပ်ရတယ်နှစ်ယောက်တူတူသွားတဲ့ခီးမျိုးတွေ
နှစ်ယောက်ဟုတ်ချင်မှလည်းဟုတ်မယ်အများလည်းဖြစ်ချင်ဖြစ်မယ်ပေါ့နော်ရှယ်ယာဝင်နေတဲ့စုပေါင်းပြီးလောက်ရတဲ့အလုပ်မျိုးဖြစ်တယ်ကျွန်တော်ကတော့နှစ်ယောက်လို့ပဲပုံမြင်တယ်နော်အဲ့လိုနှစ်ဦးသွားတဲ့ခီးမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့လိုခီးသွားလို့ရှိရင်အဆင်ပြေပါတယ်နော်တယောက်တည်းလောက်တာမျိုးတဲ့အဲ့လိုနှစ်ဦးပေါ့နော်တိုင်ပင်ပြီးတော့လောက်တာမျိုးကပိုအဆင်ပြေတော့ညားလဲကျမ်းမာရေးကိုတော့ခယူးဆက်ရမယ်ပေါ့နော်ဒါကတော့ကျွန်မခီးသွားခြင်းမှာထည့်ပြောရတယ်ခီးသွားခြင်းကကောင်းတယ်ကောင်းတဲ့နမိတ်ကိုပြတာစွန့်စားခြင်းနေနော်ဒီဆယ်လပိုင်းကစွန့်စားခြင်းနေခီးသွားခြင်းနေပေါ့နော်ကိုဘောတစ်ခုခုကိုဖောက်ထွက်ဖို့နော်တိုင်မင်မော်တိုင်မင်ဘက်တော့အသစ္စာတင်တာတွေစီးပွားရေးလုပ်ငန်းတွေအသစ္စာတင်တာကောင်းမွန်တယ်ဒါကတော့တနင်္လာသားသမီးတွေပေါ့နော်ကဲဟုတ်ပါပြီအခုဆိုရင်တော့တနင်္လာသားသမီးတွေအတွက်2025ဆယ်လပိုင်းတလစာအတွက်တနင်္လာသားသမီးတွေရဲ့တလစာခံမှန်းအကြံပေးခြင်းကိုဒီမှာနဲ့အဆုံးသတ်လိုက်ပါပြီရှင်နော်နေရာဒေသအသီးသီးမှာတန်ညာကဆွေမျိုးတွေအားလုံးပဲစိတ်ချမ်းသာခန္ဓာကြီးကျန်းမာတောကပူမီတွေကင်းဝေးပြီးတော့ကောင်းသောလူရဆန္ဒတွေပြည့်ဝကြစေဖို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ရှင်